ငါကောင်မလေးကိုလူချင်းလို့ငါအဖေကိုတတ်တာလားဘွားမှာတစ်ခေါက်တော့ကန်းကောင်မိုက်ကြည့်ခြင်းလေစိတ်ထောက်ပေါက်နေတယ်လူတက်ကြည့်ခြင်းလေဗျာ你也真傻的，会要你就傻开不啦？ကျန်သူတွေဝိုင်းနေလို့လားနင်တို့ဒုက္ခရောက်မှဆိုလို့ငါတို့ကတားနေတာ不漏了，表妹呗。我也听，我也在搞别的的，突突的喵，平个脸来。ဘိုးပြောင်ထိုင်ရလိုက်ကျွန်တော်သူရဲ့နှောက်ချက်ဖြစ်တယ် သူကလေမင်းသမီးလူကြီးသူကနာမည်ကြီး ကျွန်တော်94ပေါ့ 你现在一波喂哩？是啊嘞，你一波哩。ကျွန်တော်တို့အသက်ကြီးပုံမှာပေါက်နေတာပေါ့ကိုဘွားလေးကလေကိုမှပဲအေးချမ်းသွားတော့ချစ်လို့မျိုးချစ်စရာကောင်းတဲ့ချစ်သူလေးရဲ့ချစ်စရာအရန်ကောင်းပြီးအားကိုးရတဲ့တငယ်ချင်းကောင်းကြီးရှိနေပြီဆိုတော့ကိုဘွားလေးအတိတ်ပဲပို့ရှိပါတယ်ကိုတို့လေးရလေဒီလိုမျိုးပြောရှင်အေးချမ်းချမ်းလေးပဲနေသွားကြမယ်နော်你要把路让人拖你啊！ငါကငါ့ကိုစိတ်မချတာကိုမကြိုက်ဘူးအေးငါ့ကိုဘေးကောင်းမစော်ကားလို့မရဘူးဆိုတာပြချင်ဒီတော့ခံရတော့တော့မှတ်သေးဘူးလေ你狗人你妈说的弟弟啊，你不都妈妈听有？你狗的话讲。就သူများခိုင်းနေကြောက်မလို့ကျုပ်ကလူပြန်လာမှာအဲ့လိုလူပညာသမားတွေပဲငါရှိမှာအများကြီးကွာရငါလိုလူကမင်းစီမှာဒူးထောက်မလို့မင်းထင်နေရ你不是背他来？你谁啊？你还切蒙老不行？那弟，မင်းတို့မိန်းမမျိုးခုချက်ချင်းအစားဖြောက်ပြလိုက်လို့ရတယ်မင်းဘလို့မိန်းမအရှက်နည်းနည်းလေးအောင်မရှိတော့ဘူးဟာလားမင်းကလည်းလောက်ခေါ်ရအောင်ဟုတ်အဲ့လိုငါ့ကိုအရန်တွေ့ကက်တက်တဲ့မိန်းမဆိုလို့ရှင်ငါရမ်းမုန်းတာတိလား我说的呀个巴嘞，可怜也只要那么疏远呢。ဈေးနေလိုမျိုးချိန်တိုင်းကိုလန်းကိုရှောက်သွားလို့ရတယ်တကယ်ချင်းတွေအဲ့လိုမဟုတ်ဘူးငါတို့မင်းတို့ရှိတယ်ငါတို့မင်းဒီနေ့ဆိုတော့အားလုံးပေါင်းတော့ဘဝတစ်ခုလေးပဲရှိတယ်ငါတို့ဒါလို့လက်မခံဘူး你有个讲嘛，我们家倒闭的了，那就有了。အချစ်အတွက်နဲ့ဟာဒီဘဝကိုလူမိုက်ဆက်သွင်းပလိုက်ဖို့တန်လို့တန်တယ်ငယ်ချင်းအောင်မြင်မှန်းမသိရကောင်ဘဝမှာငါချစ်ရတဲ့လူစီကချိန်ချင်းမှုမခံရတာအဲ့ဒါတော့တာယောက်ျားချင်းနေပဲကွာတနက်တွေပေးချအောင်